ကျွန်တော်ဟာဝမ်းကွဲအကူဖြစ်သူဇာဖူနဲ့အတူတန်ချင်းရွာရဲ့ဆက်တစ်ခုမြောက်ကနန်းမွေးမြူရေးကံကိုစီမံခန့်ခွဲခဲ့ပါတယ်။စောင်းဦးရိတ်သိမ်းချိန်မှာကျွန်တော်တို့စုစုပေါင်းဝင်ငွေယွမ်3တန်းအထိရရှိခဲ့ပေမဲ့သူကကျွန်တော်လက်ထဲကိုငွေ900ပဲလွှဲပေးခဲ့ပြီးကံရောရင်းနှီးငွေရောငါဟာတွေကြီးပဲမင်းကပိုက်ကုန်ချရုံပဲလုပ်တာလို့အေးဆက်ဆက်ပြောခဲ့တယ်။ကျွန်တော်ဖုန်းမျက်နှာပြင်ပေါ်ကငွေပမာဏကိုကြည့်ပြီးညှင်းဆန်တာဒါမှမဟုတ်ကန့်ကွက်တာမျိုးမလုပ်ခဲ့ပါဘူး။အဲ့ဒီငွေကိုငြိမ်ငြိမ်လေးပဲလက်ခံလိုက်တယ်။ပြီးတော့အဲ့ဒီအချိန်မှာတင်ရွာတရွာလုံးမှာအနံ့အသက်အဆိုးဆုံးနဲ့ကနန်းတွေအပေါ်ဆုံးကံပြက်ကြီးတစ်ခုကိုတွားရောက်ငှားရမ်းလိုက်တော့တယ်။နောက်တစ်နှစ်နွေရာသီမှာတော့သူ့ရဲ့ကံတစ်ခုလုံးကနန်းတွေတည်လို့ပုတ်စော်နံသွားပြီးကျွန်တော်ကံကတော့အသက်စီဝါတွေနဲ့ပြည့်နေနေခဲ့တယ်။သူ့ရဲ့ဖြူဖြော့နေတဲ့မျက်နှာကိုမြင်လိုက်ရတဲ့အချိန်မှာကျွန်တော်စိမ့်လန်းဆိုပြီးနေတဲ့ကံအဆုံးကနေနောက်ပြန်နှစ်လန်းဆုပ်ပြီးငါမြေကိုမင်းရဲ့အစိတ်တွေနဲ့မထိနဲ့လို့ပြောခဲ့တယ်။အဲ့ဒီညကသူရှုလုံထဲမှာတူးထောက်ပြီးမနဲ့လင်းတဲ့အထိအော်ဟစ်ကိုကြွေးခဲ့တယ်လို့ပြောကြတယ်။ကျွန်တော်ရဲ့ကနန်းတွေကဘယ်လိုမျိုးအပြစ်အနာအစာမရှိကြီးထွားလာတယ်လဲဆိုတာသူဘလို့မှနားမလည်နိုင်ခဲ့ဘူး။လွန်ခဲ့တဲ့3နှစ်ကသူဒီကံကိုဝယ်တော့ကရေသွေးကိုနားမလည်လို့အရာအလုံးဒီပါဆုံးရှုံးခဲ့ရဘူးလေ။အဲ့ဒီတုန်းကကျွန်တော်ရဲ့ကိုယ်ပိုင်အမှုစီဝါပိုးမွေးမြူနည်းနဲ့ကျွန်တော်ကဲတင်ပေးခဲ့တာဖြစ်ပါတယ်။အမျက်ကို83ဆက်ခွဲမယ်လို့ကျွန်တော်ပြောခဲ့တော့ကသူကရေပြီးငါတို့ကမိသားစုတွေပဲမင်းကိုငါဘယ်တော့မှမလိမ်ဘူးလို့ပြောခဲ့တာ။ဒါပေမဲ့လွန်ခဲ့တဲ့ရက်ပိုင်းကကျွန်တော်ရာစုနှစ်ချီတက်တန်းရှိတဲ့ကဏ္ဍမှာရက်နေတုန်းရေရဲ့ flower နဲ့အမိုနီယာနိုက်ထရိုဂျင်တွေကိုမဆုစာအုပ်ထဲမှတ်နေခဲ့တယ်။အဲ့ဒီအချိန်မှာပဲပြောင်းလဲနေတဲ့ Must Class ကားကြီးတစ်စီးဆိုက်ရောက်လာပြီးကျွန်တော်ဝမ်းကွဲအကူစာဖူကနှာခေါင်းကိုယွန်းရှာစွာပိတ်ပြီးကားပေါ်ကဆင်းလာခဲ့တယ်။သူကရှုံလုံကိုခြေထောက်နဲ့ခပ်ဖောက်ဖောက်ကန်ပြီးငါဒီနှစ်အတွက်တွက်ချက်ပြီးမင်းရဲ့ bonus ကိုပို့လိုက်ပြီလို့ပြောတယ်။ဖုန်းထဲမှာ900ဆိုတဲ့ကဏ္ဍကိုမြင်လိုက်ရပြီးကျွန်တော်ခေါင်းထဲမှာအတွက်ချက်တွေစတင်လာခဲ့တယ်။3ရက်ပေါင်းတုညကျော်ဒီတဲ့အိမ်လေးထဲမှာပင်ပန်းခံပြီးကျွန်တော်အလုပ်လုပ်ခဲ့ရတာဒီနှစ်မှာထိတ်တန်းအရေးသွေးရှိတဲ့ကဏ္ဍတွေရိတ်သိမ်းမှုကထူးထူးခြားခြားကောင်းမွန်ခဲ့တယ်ကံလက်ခနှုတ်ပြီးရင်အမျက်ကယူပြီးယွန်3တန်းလောက်ရှိတာကိုကျွန်တော်က900ပဲရခဲ့တာသူကရဲပြီးဒီ900ကိုယူပြီးမြို့မှာကားသွားဝယ်ချေဒီအလုပ်ကအစာပြစ်ထည့်ရုံပဲဘယ်ခွေးမဆိုလုပ်တတ်တယ်လို့ပြောတယ်ကျွန်တော်သူ့ကိုဘာခံစားချက်မှမရှိပဲနားထောင်နေခဲ့တယ်အဲ့ဒီနေ့ကကျွန်တော်စိတ်တောင်မဆိုးခဲ့ပါဘူးမဆုစာအုပ်ကိုအိတ်ကက်ထဲထည့်ပြီးကောင်းပြီငါငွေကိုလက်ခံပါမယ်လို့ပြောလိုက်တယ်ကျွန်တော်ဒီလောက်လွယ်လွယ်နဲ့သဘောတူလိုက်လို့သူအံ့ဩသွားတယ်ကျွန်တော်အိတ်ဟောင်းလေးကိုကောက်လွယ်ပြီးထွက်ခွာသွားချိန်မှာတန်းရဲ့ဖန်သားပြင်ကိုလဲလိုက်အောင်တတိယပါမင်းကိုငါလက်မကြည့်ခဲ့တာကငါရဲ့အနုစိတ်ထိန်ကြီးမှုတွေနဲ့တင်းကျပ်တဲ့ထိန်ချုပ်မှုတွေမရှိရင်ဒီကံဟာနောက်6လအတွင်းအစိတ်တဲ့အိုင်ကြီးဖြစ်သွားမယ်ဆိုတာသိနေလို့ပဲလို့ပြောခဲ့တယ်ကျွန်တော်မျိုးကိုမသွားခဲ့ဘူးလူတွေရဲ့မိကွန်းတွေကိုကျွန်တော်ကြောက်လို့ပါမင်းဘယ်လောက်ရလဲမင်းဝမ်းကွဲအကိုဘယ်လိုလဲစတဲ့မိကွန်းတွေပေါ့ကျွန်တော်ဒီမတ်ဆုစာအုပ်ကိုလက်ကကင်ပြီးရွာကမြေသားလန်းအတိုင်းပဲဆက်ရှောက်နေခဲ့တယ်မင်းအတွက်တော့အမိုက်ငါအတွက်တော့3လစူးစမ်းအထောက်မှုတွေပေါ့ဖုံးမိလာပြီးကျွန်တော်ဇာဖူမိသားစု group ထဲကိုအောင်ပွဲခံတဲ့အနေနဲ့ငွေအိတ်အနီ red envelopes တွေပို့လိုက်တယ်လူတိုင်းကကျွန်တော်ကိုချီးမွမ်းနေကြတယ်ကျွန်တော်ဖုန်းချလိုက်ပြီးရွာရဲ့အနေဆုံးအပိုင်းမှာရှိတဲ့မင်းမောင်ပြီးပုတ်စော်နေနေတဲ့ကံပြက်ကြီးစီကိုသွားခဲ့တယ်အဲ့ဒီကံကရေတွေဟာလမ်းဘေးခွေးတွေတောင်အနားမကက်ရဲလောက်အောင်ညစ်ပတ်နေတာပါကျွန်တော်ရှုပ်တွေကိုလက်နဲ့ကောက်ယူပြီးအနံ့ခံကြည့်လိုက်တဲ့အချိန်မှာပဲချက်ချင်းစိတ်ကူးတစ်ခုရလာခဲ့တယ်ဘယ်သူမဆိုအစာကျွေးနိုင်နေဆိုရင်ငါရဲ့စစ်မှန်တဲ့ပါရမီကိုသူတို့ကိုပြရတာပေါ့ကျွန်တော်ရွာရုံးကိုသွားခဲ့တယ်ရွာလူကြီးအတွင်းရေးမှူးဝန်ကဒီကံကအားနေတာဒါပေမဲ့ဒါကအမိုက်ချင်းကြီးလေဘယ်သူမှဝယ်မှာမဟုတ်ဘူးလို့ရေးပြီးပြောတယ်အငှားကဘလောက်လဲလို့မေးတော့နာမည်ခံတဘောမျိုးတစ်နှစ်ကိုရွမ်တက်တူညပဲလို့ပြောတယ်ကျွန်တော်ကချက်ချင်းပဲ9နှစ်စာချုပ်တာရေးဆွဲလိုက်ပါလို့ပြောလိုက်တယ်သူကကျွန်တော်ကိုအယူလို့ထင်နေပေမဲ့ကျွန်တော်စာချုပ်မှာလက်မှတ်ထိုးခဲ့ပါတယ်အဲ့ဒီညမှာပဲကျွန်တော်ရဲ့အမဲရောင်ဘူးတွေကိုဖွင့်လိုက်တယ်အဲ့ဒီထဲမှာကျွန်တော်ရဲ့လှုပ်ဝက်လက်နက်ဖြစ်တဲ့ probiotic ပေါင်းဆက်ရည်တွေရှိနေတာပါကျွန်တော် guarantee တိတိကျကျတိုင်းလာပြီးကန်တစ်ခုလုံးကိုဖြန်းခဲ့တယ်တစ်ပတ်လုံးကျွန်တော်နေ့ဘက်မှာပုံနေပြီးညဘက်မှာအလုပ်လုပ်ခဲ့တယ်ဒုတိယပတ်ရဲ့မနက်ခင်းမှာတော့အံ့ဖွယ်အမှုဖြစ်ပျက်ခဲ့ပါတယ်အမဲရောင်ရင်းကြီးတွေစတင်ပြောက်ကွယ်သွားပြီးအနံ့အသက်ဆိုးတွေလည်းလုံးဝလွင့်ပြဲသွားခဲ့တယ်လက်ဆက်တဲ့ရှုံနဲ့ရေနံ့တွေထွက်ပေါ်လာပြီးရေတွေဟာကြည်လင်လာခဲ့တယ်နေအောင်ကကန်အောက်ခြေအထိစတင်ဖြာကျလာတယ်15ရက်အတွင်းမှာဒီအစိတ်တင်ကန်ဟာကြည်လင်ပြလဲနေတဲ့တဘာဝဂေဟစနစ်တစ်ခုဖြစ်သွားခဲ့ပါပြီအဲ့ဒီနောက်မှာဖုံးတကောဝင်လာတဲ့စာဖူကိုပြန်ထားလိုက်ပါဦးအရက်နဲ့မိမတွေရဲ့ရေတံတွေကြားထဲမှာသူကတော့ရှုံလုံထဲမှာလဲလျောင်းနေတော့မယ်လို့ပြောတယ်ကျွန်တော်အလုပ်သမားတွေနှားလိုက်ပြီးမင်းပြောနေပါနီရီးယားကြရင်ငါ့ကိုကနန်းနှစ်ကောင်ပဲပေးငါပတ်စံပေးမယ်လို့ပြောပြီးဖုံးချလိုက်တယ်ကျွန်တော်အပူချိန်ထိန်းထားတဲ့ဘူးတွေကိုဖွင့်လိုက်တယ်အဲ့ဒီအထဲမှာရွှေရောင်ခုံရှိပြီးရှားပါပြီးယောဂတန်ခံနိုင်တဲ့ကနန်းသားပေါက်လေးတွေရှိနေပါတယ်ကျွန်တော်သူတို့ကိုရေထဲလွတ်ပေးပြီးမဆုစာအုပ်ထဲမှာအချက်လက်တွေမှတ်သားလိုက်တယ်မနက်ခင်းညူနင်းတွေကြားတဲ့အိမ်ပြန်လာချိန်မှာကျွန်တော်သဘောပေါက်လိုက်တာကကျွန်တော်မှဘာမှမကြံတော့ဘူးစုဆောင်းထားတဲ့ငွေတွေအကုန်ကုန်ပြီးညတိုင်းလဲရုန်းကန်ခဲ့ရတယ်ဒါပေမဲ့အရာတစ်ခုတော့ကြံရှိနေသေးပါအဲ့ဒါကတော့ကျွန်တော်ရဲ့ကျွမ်းကျင်မှုနဲ့ကျွန်တော်ရဲ့ကိုယ်ပိုင်ကုန်သိက္ခာပါပဲကျွန်တော်အိမ်ပြန်ရောက်တော့အစားအသောက်နဲ့တွေကစိတ်ထဲအထိငွေပြတ်နေခဲ့တယ်ကျွန်တော်ရဲ့မိဘတွေနဲ့စုပ်ပင်တွေဖြစ်သူ600တို့ကကျွန်တော်ကိုစောင့်နေကြတာမိခင်ကညစ်နဲ့တကောင်ဘဲတွေသွားနေတာလဲလို့မေးတော့ကျွန်တော်ကံမှာအလုပ်ရှိလို့ပါလို့လိန်ပြောလိုက်ရတယ်600ကကျွန်တော်ကိုတာဝါတစ်ခုလမ်းပေးရင်မင်းပင်ပန်းနေပုံရတယ်လို့ပြောတယ်အိမ်ထဲကလေတုကအစားအသောက်တွေနဲ့တူလေးလံနေခဲ့တယ်မိခင်ကဒီနှစ်မင်းဝမ်းကွဲအကူမင်းကိုငွေဘလောက်ပေးလဲလို့ထပ်မေးတယ်အဲ့ဒီမိကွန်းကကျွန်တော်နှလုံးသားကိုအနဲ့ထိုးတယ်လို့ခံစားရစေတယ်ကျွန်တော်ဖုန်းကိုပြပြီးငါတူညလို့ပြောလိုက်ပြီးဒါပါပဲလို့ခပ်ပေါ်ပေါ်ပဲပြောလိုက်တယ်ဒါပေမဲ့နှလုံးသားထဲမှာတော့ငါအခုကစားပွဲကိုစတင်တော့မယ်လို့ဆုံးဖြတ်လိုက်ပြီးကျွန်တော်တိုးလေးပဲမေးပတ်စံရောက်ပြီးငါတူညပါလို့ပြောလိုက်တယ်မိခင်ရဲ့မျက်ခုံးတွေချက်ချင်းတွန့်သွားပြီးပါလေငါတူညပဲလားရွာတရွာလုံးကဇာဖူဒီနှစ်3တန်းရတယ်လို့ပြောနေကြတာလို့ပြောတယ်ကျွန်တော်ကတည်ငြိမ်တဲ့လေတံနဲ့အမေဒီနှစ်ကကြည့်ရတာကောင်းပေမဲ့ပျက်စီးဆုံးရှုံးမှုနှုန်းကတော်တော်မြင့်နေပြီးတော့နောက်နှစ်တိုးချဲ့ဖို့ရှိသေးတယ်ကုန်ကြစရိတ်တွေကနေရာတိုင်းမှာပဲကံကသူတို့ရင်းနှီးငွေလေသူတို့ပဲစွန့်စားရတာအမှန်တကယ်တော့အများကြီးမကြံပါဘူးလို့ရဲပြီးအဖျားဆွပြောလိုက်တယ်ဒီတော့သူကအကူတက်ပဲပေါ့အစာပဲထည့်ပေးတာလေ900ယူပြီးရွမ်းဆိုရင်လုံလောက်ပါတယ်အဖေကတော့ဘာမှမပြောပဲစေးတယ်ပဲတောက်နေခဲ့တယ်
ချောင်ရကကျွန်တော်ကိုကြည့်ပြီးတခုခုပြောချင်နေပေမဲ့ပြန်ထိန်းထားခဲ့တယ်မိခင်ရဲ့မျက်နှာမှာပဲစိတ်ပြတ်မှုနဲ့မယုံကြည်နိုင်မှုတွေရှိနေခဲ့တာဒါမဖြစ်နိုင်ဘူးလို့သူကပြောတယ်မင်းသားညတိုင်းသွားပြီးကန်ကိုမစောင့်ကြည့်ရင်အဲ့ဒီကန်ကပျက်စီးသွားတာကြားလာပြီတဲ့ကျွန်တော်ချက်ချင်းပဲစကားဖြတ်လိုက်တယ်အမေအဲ့လိုမပြောပါနဲ့သူကကျွန်တော်ဝမ်းကွယ်ပဲသူကျွန်တော်ကိုမလိမ္မာဘူးသူအများကြီးယူတာတဘာဝကြပါတယ်ကျွန်တော်တို့ကမျှတရမယ်လေဒါကိုပြောနေချိန်မှာကျွန်တော်နှလုံးသားထဲကသွေးတွေယိုစီးနေခဲ့ရတယ်စကလုံးတိုင်းဟာကျွန်တော်ရဲ့တုံးတာစူးစမ်းအထောက်မှုတွေကိုတစ္ဆာဖောက်နေတယ်လို့ပဲဒါပေမဲ့ကျွန်တော်ပြောရမယ်ကျွန်တော်ဇာဖူနဲ့လမ်းခွဲလိုက်ပြီဆိုတာကိုရောရွာရဲ့အညစ်ပတ်ဆုံးကန်ကြီးကိုလှုပ်ဝက်တိမ့်ပိုက်လိုက်ပြီဆိုတာကိုရောသူတို့ကိုမပြောချင်ဘူးသူတို့ကိုမလန့်စေချင်လို့ပါမိခင်ကတခုခုထပ်ပြောဖို့လုပ်ပေမဲ့အဖေကတားလိုက်တယ်တော်ပြီငါတို့သားဘာလုပ်နေလဲသူသိပါတယ်တဲ့အဲ့ဒီညကတင်းပေါ်မှာလှဲနေတုံးချောင်ရကကျွန်တော်ရင်ခွင်ထဲမှာရှိနေခဲ့တယ်လင်းရန်မင်းဒီနေ့တမျိုးပဲနော်လို့သူကတိုးတိုးလေးပြောတယ်မင်းငါကိုတခုခုဖုံးကွယ်ထားတယ်မဟုတ်လားတဲ့ကျွန်တော်သူ့ကိုပို့တိုးပြီးဖက်လိုက်ရင်မဟုတ်ပါဘူးမင်းဘာတွေတွေးနေတာလဲညဘက်လေးအေးမီလို့ကောင်းနေနဲ့ကြိုက်နေတာပါတကယ်လားအင်းအဲ့တော့နော်မနှက်ဖြန်မင်းကိုမျိုးလဲလိုက်ပုံမယ်လို့ပြောလိုက်တော့မှသူငြိမ်ကျသွားတယ်ဒါပေမဲ့ကျွန်တော်မှတော့အဲ့လိုမပြောခဲ့ဘူးမျက်နှာချက်ကိုပဲစိုက်ကြည့်နေမိတယ်ကျွန်တော်စိတ်ထဲမှာအဲ့ဒီအမဲရောင်ကန်တဲ့ကပြောင်းလဲမှုတွေကိုပဲအာယုံစိုက်နေမိတယ်အဲ့ဒါကကျွန်တော်ရဲ့မျှော်လင့်ချက်နဲ့တခုတည်းတော့ထွက်ပေါက်ပဲနောက်ရက်အနေငယ်ဟာရွာထဲမှာအလုတ်ရှုပ်ဆုံးရက်တွေဖြစ်ခဲ့တယ်အိမ်တိုင်းကနီးရီးယားအတွက်ပြင်ဆင်နေကြပြီးရိတ်သိမ်းမှုတွေကိုတွက်ချက်တာဝက်ပေါ်ဖို့ပြင်ဆင်တာတွေလုပ်နေကြတယ်ကျွန်တော်လည်းဘာမှမဖြစ်ခဲ့တယ်လို့မျိုးမေးအဖေချောင်ရတို့နဲ့အတူဈေးဝယ်ထွက်ပြီးပုံမှန်အတိုင်းနေထိုင်ခဲ့ပါတယ်ဒါပေမဲ့စိတ်ထဲမှာတော့ကန်ရဲ့ရေအရေးသွေးကိုပဲအမြဲစိုးရိမ်နေမိတယ်တတိယမြောက်နေ့မှာရေတက်ခွဲခန်းကအစီရင်ခံစာရောက်လာခဲ့တယ်ဖုန်းထဲကနေလေတံတစ်ခုထွက်လာတဲ့ဆရာသတင်းကောင်းပဲမင်းရဲ့ရေနမူနာရလဒ်တွေထွက်လာပြီအမိုနီယာနိုက်ထရိုဂျင်နဲ့နိုက်ထရိုက်တွေအားလုံးကဘေးကင်းတဲ့အဆင့်အောက်မှာရှိနေတယ်ပျော်ဝင်အောက်ဆီဂျင်ကအယမ်းမြင့်မာပြီးဘက်တီးရီးယားဂေဟစနစ်ကအပြည့်အဝတိစောက်ပြီးသွားပြီအဲ့ဒီအချိန်မှာကျွန်တော်ကချောင်ရနဲ့အတူနျူရီးယားစာတန်းတွေရွေးပြီးဈေးဝယ်နေတာပါဒါကိုကြားလိုက်ရတဲ့အချိန်မှာကျွန်တော်အယမ်းစိတ်လှုပ်ရှားသွားပြီးလက်ထဲကပစ္စည်းတွေတောင်လွတ်ကြမလို့ဖြစ်သွားခဲ့တယ်ကျွန်တော်ချက်ချင်းပဲထောက်တနေရာကိုသွားပြီးတိုးတိုးလေးမေးလိုက်တယ်ရေကြည်လင်မှုကောဘယ်လိုလဲလို့အထူးကောင်းမွန်ပါတယ်ရှုရေညိရေမော်ပင်တွေအရာအလုံးကအပြည့်အဝကြီးထွားနေတယ်ပထမတန်းစားတဘာဝဂေဟစနစ်ကန်ရဲ့စံနှုန်းနဲ့ကိုက်ညီပါတယ်ဒါကတကယ်ကိုအမခန်ပြန်လည်ပြုပြင်မှုနမူနာပဲမင်းရဲ့ဤပညာကအံ့ဩစရာပဲလို့ပြန်ပြောတယ်ကျွန်တော်အသက်ပြင်းပြင်းရှုလိုက်တယ်โอเคပြီးပြည့်စုံပြီကျေးဇူးတင်ပါတယ်ဖုန်းချလိုက်တဲ့အချိန်မှာပခုံးပေါ်ကလေးလံနဲ့ဝင်ထုတ်ကြီးကျသွားတယ်လို့ခံစားလိုက်ရတယ်အခုတော့ဒီကန်ဟာတကယ်ပဲငါကန်ဖြစ်သွားပြီကျွန်တော်လောက်ရမှာကအဲ့ဒီရွှေရောင်အခွန်ရှိတဲ့ကနန်းသားပေါက်လေးတွေကြီးလာဖို့စောင့်ရုံပါပဲဒီအတော်အတွင်းဇာဖူကဖုန်းအကြိမ်ကြိမ်ဆက်ခဲ့တယ်ပထမတစ်ချိန်မှာသူကအဲ့ဒီ900ကိုဘလို့သုံးမလဲမိဘတွေအိမ်ကိုပြုတ်ပြင်လိုက်ကျန်တာကိုမင်းမင်္ဂလာဆောင်အတွက်တင်ထားလို့အကိုကြီးတယောက်ကဂယုဏတက်ပြတ်တယ်လို့လေတန်နဲ့ပြောတယ်ကျွန်တော်တင်ငင်စွာပဲနားလဲပါပြီဝမ်းကွဲအကိုလို့ပြောခဲ့တယ်ဒုတိယအကြိမ်ဖုန်းဆက်တာကတော့နျူရီးယားမတိုင်မီတရက်အလိုမနှက်ဖြန်မွန်းလွဲပိုင်းမှာမြို့ထဲကအစည်းကြီးဆုံးစားတောက်ဆိုင်မှာနေ့လည်စာစားဖို့ဖြစ်ပါတယ်ငါအားလုံးစီစဉ်ပြီးပြီမိသားစုတွေနဲ့တငယ်ချင်းတွေအကုန်လာကြလိမ့်မယ်ငါတို့ဒီနေ့ပတ်စံအများကြီးရထားတာပဲဆင်နွှဲရမယ်လေတဲ့သူကသူ့ရဲ့အောင်မြင်မှုကိုကြွားချင်လို့ကျွန်တော်ကိုစံပြအဖြစ်တုံးချင်လို့ဆိုတာကျွန်တော်နားလဲပါတယ်ကျွန်တော်ကအိမ်ကနည်းနည်းရှုပ်နေလို့ပြောပေမဲ့သူကဖုန်းချပစ်လိုက်တယ်စင်ချေမပေးနဲ့မနှက်ဖြန်စောစောလာခဲ့အဲ့ခံဖို့ရှိတယ်တဲ့ဖုန်းချသွားတော့ကျွန်တော်ခပ်ဖွာရဲလိုက်တယ်မင်းကပြဆက်ကချင်းနေဆိုရင်လဲကောင်းပြီလေကကြတာပေါ့နျူရီးယားညနေခင်းမှာကျွန်တော်မိဘတွေချောင်ရတို့နဲ့အတူစားတောက်ဆိုင်ကိုတွားခဲ့တယ်အကြီးဆုံးတီးတန့်ခန်းမထဲမှာစပွဲဝိုင်းငါးဝိုင်းပြင်ဆင်ထားတယ်ကျွန်တော်ဝင်သွားတာနဲ့ဇာဖူကပင်မစပွဲဝိုင်းမှာအသက်ကြီးတဲ့ဝယ်လက်မန်နေဂျာတွေနဲ့ရေမောစကားပြောနေတာကိုတွေ့လိုက်ရတယ်ကျွန်တော်တို့ကိုမြင်တော့သူကဟေးညီလေးရဲ့မိသားစုရောက်ပြီပဲအလားထိုင်ကြလို့ပြောတယ်သူ့မျက်လုံးတွေကကျွန်တော်မိဘတွေရဲ့ရိုးရှင်းတဲ့အဝတ်စားတွေစီရောက်သွားပြီးအာယုံစိုက်ကြည့်နေခဲ့တယ်သူလျှောက်လာပြီးအမျိုးသမီးတစ်ယောက်ကိုညွန်ပြတယ်ဒါမင်းရဲ့မရီလီလီတဲ့မျက်လုံးအလုံးကကျွန်တော်စီရောက်လာတယ်မိဘတွေရဲ့မျက်နှာတွေတင်းမာသွားပြီးချောင်ရကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားခဲ့တယ်ဒါပေမဲ့ကျွန်တော်ကတော့ပြုံးပြီးမင်္ဂလာပါမကြီးလို့ပဲနှုတ်ဆက်လိုက်တယ်ကျွန်တော်ခိုးကြည့်မိတယ်အဲ့ဒီနောက်ပိုင်းညစာစားပွဲတစ်ခုလုံးဟာသူ့တယောက်တည်းရဲ့ပြဆက်စင်ဖြစ်သွားခဲ့တော့တယ်တခါတလေသူကကနန်းရသည်အကြောင်းပြောတယ်တခါတလေကျဝဲလက်ကြီးတွေအကြောင်းပြောတယ်ပြီးတော့သူခွက်ကိုမြောက်ပြီးသားငါညီလေးပဲသူငါချံမှာတုံးလုပ်ခဲ့တာအလုပ်စူးစမ်းပါတယ်ဒါပေမဲ့စီးပွားရေးကောင်းတော့မရှိဘူးငါသူ့ကိုပျော်ပျော်ပါပါတုံးဖို့900ပေးလိုက်တယ်ပြောစမ်းပါဦးငါကအကိုကောင်းတယောက်ဟုတ်ရဲ့လားလို့မေးတယ်လူတိုင်းကရေမောကြပြီးအကိုကောင်းကြီးပဲဒီလောက်လူကုန်ထန်ဖြစ်နေတာတော့ညီလေးကိုမမေ့ဘူးလို့ပြောကြတယ်အဲ့ဒီအချိန်မှာတယောက်ကသူလဲကိုပိုင်ကန်တစ်ခုဝယ်ထားတယ်လို့ကြားတယ်အစိုးဆုံးကန်ကြီးကိုလေလို့ပြောလိုက်တယ်အဖေငင်ကျသွားပြီးချောင်ရလက်ကပိုပြီးတင်းကျပ်လာခဲ့တယ်ဇာဖူကရဲပြီးဒီလောက်ဆုံးဖြတ်ချက်ကြီးတာကိုမိသားစုကိုတော့မပြောဘူးမင်းအဲ့ဒီ900ကိုဖြုံးပစ်လိုက်တာပဲရပါတယ်အရှုံးပေါ်ရင်ပြတာခဲ့သူကမင်းရဲ့အကိုကြီးပဲလို့ပြောတယ်ကျွန်တော်သွားကိုကြိတ်ထားခဲ့ရတယ်မိဘတွေကတော့အဆက်ရလို့မျက်နှာတွေနေရဲနေပြီးချောင်ရမျက်လုံးထဲမှာမျက်ရည်တွေပြစ်လာခဲ့တယ်ဒါပေမဲ့ကျွန်တော်ထွက်ပြီးခွက်ကိုညှောက်လိုက်တယ်အကိုလွန်ခဲ့တဲ့3လုံးစောင့်ရှောက်ခဲ့တာတွေအတွက်ဒီခွက်နဲ့ဂါရောဝပြူပါတယ်လို့ပြောပြီးအရက်ကိုတကြိုက်တဲ့အကုန်တောက်လိုက်တယ်လူတိုင်းတိတ်ဆိတ်သွားကြတယ်ဇာဖူကတော့ပျော်သွားတယ်သူကကျွန်တော်အရှုံးပေးလိုက်ပြီလို့ထင်နေတာဒါပေမဲ့ဒီခွက်ကသူ့အတွက်မဟုတ်ဘူးဆိုတာ तू မသိပါဘူးအဲ့ဒါက तू ဖြက်စီးပစ်လိုက်တဲ့ဆက်ဆံရေးအတွက်ဖြစ်ပါတယ်စားတောက်ဆိုင်ကထွက်လာတော့အဖေကတိတ်ဆိတ်နေပြီးအမေကတက်ပြင်းချတယ်ချောင်ရကကျွန်တော်လက်ကိုတင်းတင်းဆုပ်ကင်ထားတယ်အိမ်သားရောက်တော့ကျွန်တော်အမေအဖေဒီနေ့အဆက်ရစီခဲ့လို့တောင်းပန်ပါတယ်လို့ပြောတော့အမေကပတ်စံအတွက်စိတ်မပူပါနဲ့တခုခုလိုရင်ပြောလို့ပြောတယ်အဖေကလည်းလူတွေပါပြောအရေးမကြီးပါဘူးမိသားစုအတူရှိနေရင်လုံလောက်ပါပြီတဲ့ချောင်ရကတော့မင်းပါလုံးလုံးကမင်းဘေးမှာအမျက်ရှိနေမှာပါလို့ပြောတယ်သူတို့ရဲ့စကားတွေကကျွန်တော်နှလုံးသားကိုနှွေးထွေးစေပြီးဆုံးဖြတ်ချက်ကိုပို့ခိုင်မာစေခဲ့တယ်ကျွန်တော်တိုးတိုးလေးပဲကျွန်တော်ကိုယုံကြည်ပါအချိန်နည်းနည်းပဲပေးပါဒီနေ့ဆုံးရှုံးခဲ့ရတဲ့တိတ်ခါအလုံးကိုကျွန်တော်အပြည့်အဝပြန်ဆယ်ပေးပါမယ်လို့ကတိပေးလိုက်တယ်ကျွန်တော်ရင်ပြင်ထဲမှာတယောက်တည်းရက်နေတုန်းဖုန်းကတုံခါလာခဲ့တယ်အဲ့ဒါကကျွန်တော်ကန်ရဲ့ရေအောက်မှာတက်ဆင်ထားတဲ့ရေအောက်ကင်မရာကနေသတိပေးချက်တက်လာတာပါအကိုဖွင့်ကြည့်လိုက်တဲ့အခါဖုန်းမျက်နှာပြင်ပေါ်မှာကြည်လင်နေတဲ့ရေတွေလှုပ်ခါနေတဲ့ရေမော်ပင်တွေနဲ့အဲ့ဒီထဲမှာပုံအောင်နေတဲ့တက်ရှိအစ်စ်လေးတွေကိုတွေ့လိုက်ရတယ်
ရေအောက်မော်ပင်တွေကြားထဲမှာရွှေရောင်အခွန်ရှိတဲ့ပထမဆုံးမျိုးဆက်ကနန်းပေါက်လေးတွေဟာဒင်္ဂပြလောက်ပဲရှိသေးပြီးအရန်တက်ကြွလန်းဆန်းစွာနဲ့အစာရှာနေကြတယ်အဲ့ဒီမြင်ကွင်းကကျွန်တော်ရဲ့တွေးကြောထဲမှာစိတ်လှုပ်ရှားမှုတွေကိုတဟုန်ထိုးဖြစ်ပေါ်စေခဲ့တယ်နောက်လအနေငယ်မှာကျွန်တော်ပုံမှန်တိုင်းပဲနေထိုင်ခဲ့တယ်ຫນွေဦးရောက်လာတော့ရွာကပြန်ပြီးလှုပ်ရှားလာကြတယ်လူတွေကဒီနှစ်မင်းပါလုံးမလဲလို့မေးရင်ကျွန်တော်ကအမြဲတမ်းစင်ချေဟောင်းတွေပေးပြီးစကားလွှဲခဲ့တယ်အချို့လူတွေကတနာကြပြီးအချို့ကတော့တောင်ကြတယ်မင်းဝမ်းကွဲကစီကန်းကြီးပေမဲ့ပတ်စံတော့ပေးတာပဲမင်းဒါကိုမစင်စားပဲဘာလို့အဲ့ဒီပုတ်စော်နန်းနဲ့ကံပြက်ကြီးထဲမှာတိတ်မိနေရတာလဲအခုခေတ်မွေးမြူရေးကမလွယ်ဘူးနောက်ခံတောက်တောက်ရှိတာကပိုကောင်းတယ်တဲ့ဒီစကားတွေအားလုံးကနားတစ်ဖက်ကဝင်ပြီးနောက်တစ်ဖက်ကထွက်သွားခဲ့ပါတယ်သူတို့ရဲ့စေတနာကမဆိုးဘူးဆိုတာကျွန်တော်သိပါတယ်သူတို့ကအပေါ်ရံမဲ့မြင်ကြတာလေဇာဖုရဲ့အောင်မြင်မှုနဲ့ငါမိသားစုရဲ့ကြာဆုံးမှုပေါ့ဒီငြိမ်သက်နေတဲ့ရေပြင်အောက်မှာမုန်တိုင်းတစ်ခုဘလောက်ကြာပြင်ဆင်နေလဲဆိုတာသူတို့မသိကြဘူးကျွန်တော်ကတော့အချိန်ကောင်းကိုပဲစောင့်နေခဲ့တာပါမကြခင်မှာပဲနွေရာသီရောက်လာခဲ့တယ်အပူလိုင်းသတိပေးချက်တွေဆက်တိုက်တက်လာခဲ့တယ်ကနန်းတွေအတွက်အနည်းရရှိဆုံးကအပူဒဏ်နဲ့အောက်ဆီဂျင်နှိမ့်ချမှုပါပဲကျွန်တော်ရဲ့အချိန်ရောက်ပြီဆိုတာကျွန်တော်သိလိုက်တယ်ကျွန်တော် TV ကိုပိတ်ပြီးမိဘတွေကိုမနှက်ဖြန်ကန်ပေးကတဲအိမ်ထဲကိုရွှေ့တော့မယ်တော်တော်ကြာအိမ်ပြန်လာမှာမဟုတ်ဘူးလို့ပြောလိုက်တယ်နောက်တနေ့မနက်နေမထွက်ခင်မှာကျွန်တော်နိုးလာခဲ့တယ်တိတ်တိတ်ဆိတ်ဆိတ်ပဲပုတ်ဖက်နှက်ကိုစီးပြီးမထွက်ခွာခင်မိဘတွေအခန်းရဲ့ပိတ်ထားတဲ့တကားကိုကြည့်လိုက်တယ်ပြီးတော့စိတ်ထဲကနေမေးအဖေကျွန်တော်ကိုနောက်တစ်ချိန်ပဲယုံကြည်ပေးပါဒီတစ်ခါတော့ကျွန်တော်မိဘတွေကိုစိတ်မပြတ်စေရဘူးငါတို့မိသားစုကိုဘယ်သူမှနှိမ်ချခွင့်မပေးတော့ဘူးလို့ပြောခဲ့တယ်ကျွန်တော်ကန်ကိုတန်းသွားပြီးတိုက်ကုံကိုမလိုက်တဲ့အခါဒီနေ့အပူဒဏ်ရှိပေမဲ့ကနန်းတွေကကြီးမားပြီးတမထွားချိုင်းနေခဲ့တယ်ကျွန်တော်အချက်လက်အားလုံးကိုစစ်ဆေးခဲ့တယ်ရေမော်ပင်ရှုအောက်ဆီဂျင်အရာအားလုံးကပြည့်စုံနေတယ်ကျွန်တော်ရေဆုပ်ဆက်ကိုဖွင့်လိုက်တယ်ရေမျက်နှာပြင်ကစတင်လိုင်းထားလာပြီးတန့်ရှင်းမှုကိုခန်းစားလိုက်ရတယ်ဒီရေထဲမှာပြင်းထန်တဲ့တက်ရှိစွမ်းအားတွေရှိနေတာအခုတော့ဘသူမျက်လုံးကိုမှကျွန်တော်ဘီယူမဆိုင်တော့ဘူးဒါပေမဲ့ကျွန်တော်ရဲ့အောင်မြင်မှုကိုဘသူကမှမပြောပြသေးပါဘူးပြဆက်မစတင်ခင်အရာအားလုံးကပြည့်စုံနေရမယ်လေကျွန်တော်ကန်ကိုတေးသေးချာချာစစ်ဆေးခဲ့တယ်အစာနည်းနည်းလေးပစ်ထည့်လိုက်တာနဲ့ကနန်းတွေကတောင်းကျမ်းကုန်ကြတယ်သူတို့ရဲ့စွမ်းအင်ကဇာဖုကန်ထက်အစာပေါင်းများစွာတာလွန်နေတာဇာဖုကအမြဲတမ်းသူ့ကန်ကဖိန်းရှောကဖုံးရွှေကောင်းလို့ပြောလို့ရှိပေမဲ့အမှန်တကယ်တော့သူကအရေးသွေးညက်တဲ့ငါးတေပုတ်တွေကိုတုံးခဲ့တာပါသူ့ကန်တွေကရှုံတွေကအစိတ်တင်နေပြီအပူဒဏ်တက်လာတာနဲ့အမဲရောင်အနံ့ဆိုးတွေနဲ့အစိမ်းရောင်ရင်းကြီးတွေကရေမျက်နှာပြင်ပေါ်ကိုအစိတ်တွေလိုပေါ်လာတော့မှအစတုန်းကတော့ကျွန်တော်ညတိုင်းသွားပြီးအောက်ဆီဂျင်ဆက်ဖွင့်ပေးတာအစိတ်ဖြည့်ဆေးတွေထည့်ပေးတာတွေလုပ်ခဲ့တာအဲ့ဒီတုံးအတွင်းမှာကျွန်တော်သူ့ကိုရွံတန်းနဲ့ချီတဲ့ဆုံးရှုံးမှုတွေကနေကယ်တင်ပေးခဲ့တာဖြစ်ပါတယ်ဒါပေမဲ့သူ့အတွက်တော့ဒါတွေကပုံမှန်ပဲလေအဲ့ဒီအချိန်မှာသူကဖုံးဆက်လာတယ်ငါကတော့အိမ်မှာအဲကွန်းအောက်မှာနှိပ်စက်ခံနေရတယ်မနှက်ဖြန်မနှက်6နာရီလာခဲ့ဦးကနန်းအချို့တင်နေလို့ဖယ်ရမယ်ရွာသားတွေမသိစေနဲ့တဲ့သူ့လေတံကအခိုင်းစေကိုအမိတ်ပေးနေတယ်လို့ပဲကျွန်တော်ဖုန်းကိုတင်းတင်းဆုပ်ကင်ထားပေမဲ့လေတံကိုတော့တည်ငြိမ်အောင်ထိန်းပြီးကောင်းပြီးနားလည်ပြီးလို့ပြောလိုက်တယ်6ရာကညနေခင်းမှာစွတ်ပြုတ်အလားပို့ပေးတယ်သူကဒီနေ့ရာသီဥတုကထူးဆန်းနေတော့လေလဲမတိုက်ဘူးခွေးတွေတောင်စိုးရိမ်နေကြတယ်ကနန်းတွေဘလို့ရှင်တန်မလဲလို့မေးတယ်ကျွန်တော်သူ့ကိုဖတ်ထားရင်စိတ်မပူပါနဲ့ငါရဲ့ဂေဟစနစ်ကတည်ငြိမ်ပါတယ်ဒီညပါပဲဖြစ်ဖြစ်ဒီကန်ကတော့တည်ငြိမ်နေမှာပါလို့ပြောလိုက်တယ်သူကျွန်တော်ကိုစိုက်ကြည့်ပြီးမင်းတခုခုဖုံးကွယ်ထားတာမဟုတ်လားလို့မေးတယ်ကျွန်တော်ပြုံးပြီးမနှက်ဖြန်မနှက်ကြရင်မင်းကိုအံ့ဖွယ်အမှုတစ်ခုပြမယ်လို့ပဲပြောပြီးအမှန်တရားကိုမပြောပြခဲ့ပါဘူးဒီဘေးဒုက္ခကအရန်ကြီးမှမို့လို့သူ့ကိုအဲ့ဒီကြောက်ရွံ့မှုတွေတဲ့မပါဝင်စေချင်လို့ပါညကတော့မှောင်မဲနေခဲ့တယ်အဲ့ဒီအချိန်မှာအဖေကသူ့ရဲ့သုံးမိဆိုင်ကယ်ပေါ်မှာအားကောင်းတဲ့ရေဆုပ်ဆက်ကြီးတင်ပြီးရောက်လာခဲ့တယ်ကျွန်တော်တို့သားဖနှစ်ယောက်ကန်ပေးမှာငြိမ်ငြိမ်လေးထိုင်နေခဲ့ကြတယ်အဖေကတိုးတိုးလေးဒီယာဒီဥတုကမကောင်းဘူးလွန်ခဲ့တဲ့တရားစုကလည်းအတူတူပဲကနန်းတွေအကုန်တေးကုန်တာလို့ပြောတယ်ပြီးတော့သူကငွေစုစာအုပ်အဟောင်းလေးတစ်ခုကမ်းပေးတယ်အဲ့ဒီထဲမှာရွမ်20တူညရှိတယ်လိုအပ်ရင်သုံးပါတယ်ကျွန်တော်မျက်လုံးထဲမှာမျက်ရည်တွေပြည့်လာခဲ့တယ်အဖေဒါတွေမလိုပါဘူးလို့ပြောတော့သူကတဘာဝတရားကခံမရခက်တယ်မင်းတယောက်တည်းတိုက်ပွဲဝင်နေတာဒါကငါတို့ရဲ့ပံ့ပိုးမှုပဲလို့ပြောတယ်ကျွန်တော်အဲ့ဒီစာအုပ်ကိုတင်းတင်းဆုပ်ကင်ထားရင်စိတ်ထဲကနေဒီနေ့ရိတ်သိမ်းပြီးရင်ဒါကိုအစာပေါင်းများစွာပြန်ဆက်မယ်လို့ချိန်ဆလိုက်တယ်ကျွန်တော်အဲ့ဒီညကအိတ်မပြောခဲ့ဘူးမနက်2 နာရီမှနိုးလာပြီးရာသီဥတုကိုစစ်ဆေးတော့စူထိုင်းစာကို15ရှိပြီးလေပီအားအလွန်နှိမ့်ကျနေတယ်ကျွန်တော်ဇာဖုရဲ့ကန်ကိုတွားကြည့်လိုက်တဲ့အခါအရာအလုံးပျက်စီးခြင်းရဲ့အစကိုမြင်လိုက်ရတော့တယ်ရေမျက်နှာပြင်ပေါ်မှာအစိမ်းရောင်တောက်ပတဲ့အချွဲတွေနဲ့ဆာယာနိုဘက်တီးရီးယားတွေအကြီးအကျယ်ပေါက်ဖွားနေပြီးကျွန်တော်ဘာမှမလုပ်ခဲ့ဘူးအခုချိန်မှာဘယ်သူမှဘာမှမလုပ်နိုင်တော့ပါဘူးကျွန်တော်ကန်ကိုပြန်ကြည့်လိုက်တယ်တည်ငြိမ်စေပဲရေမော်ပင်တွေကအောက်ဆီဂျင်တွေထုတ်ပေးနေပြီးကနန်းတွေကတက်တောင့်တက်တာနားနေကြတယ်ကျွန်တော်ကန်ပေါင်ပေါ်မှာထိုင်နေတော့တစ်ဖက်ကန်ကအတန်တွေကိုကြားလိုက်ရတယ်ရေထဲကလှုပ်ရှားမှုတွေကနန်းတွေရုန်းကန်နေကြတာသူတို့ကုန်းပေါ်တက်ဖို့ရုန်းကန်ရင်တကောင်နဲ့တကောင်နင်းချမိပြီးအမြုပ်တွေထွက်ကတကောင်ပြီးတကောင်တေဆုံးကုန်ကြပြီးမနဲ့လင်းတော့ကနန်းပုံနှံတွေကရွာတရွာလုံးကိုပြန့်နှံ့သွားခဲ့တယ်ရွာကတော့ဘေးဒုက္ခဆိုကြီးကြုံလိုက်ရတာပါပဲမိနစ်20အတွင်းမှာပဲစာဖူးကသူ့ရဲ့ Mercedes ကားပေါ်ကနေလက်ဖြန့်ပြီးဆင်းလာခဲ့တယ်သူ့ကန်ကိုကြည့်လိုက်တယ်တင်နေတဲ့ကနန်းတွေအစိမ်းရောင်အစိတ်တွေပြီးတော့သူအော်ဟစ်လိုက်တယ်အရာအလုံးပြီးဆုံးသွားပြီဆိုတော့အော်ဟစ်တန်ပေါ့သူကအယူတယောက်လို့အော်ဟစ်ငိုကြွေးနေချိန်မှာကျွန်တော်ကတော့ငါကန်ဆုံးမှရက်ပြီးငြိမ်ငြိမ်လေးကြည့်နေခဲ့တယ်ကစားပွဲကပြီးသွားပြီးစစ်မှန်တဲ့အောင်ပွဲကအခုမှစလာရုတ်တရက်ဇာဖူခေါင်းလဲကြည့်လိုက်ပြီးကျွန်တော်ကိုမြင်သွားတဲ့အခါရိုင်းတိုင်းနဲ့ရှောက်လာခဲ့တယ်သူ့ခြေလမ်းတွေမှာထိတ်လန့်မှုတွေမျက်လုံးထဲမှာကြောက်ရွံ့မှုတွေနဲ့လုံးဝပျက်စီးသွားတဲ့မျောလင်းချက်တွေရှိနေခဲ့တယ်ဒါပေမဲ့သူနီးလာတဲ့အခါကျွန်တော်ကိုမဟုတ်ပဲကျွန်တော်နောက်ကကန်ကြီးကိုကြည့်နေတာပါကျွန်တော်နောက်မှာတော့ပြည့်စုံတဲ့တဘာဝဂေဟစနစ်ကန်ကြီးရှိနေတာလေအောက်ခြေထိမြင်ရတဲ့ကြည်လင်နေတဲ့ရေတွေအဲ့ဒီထဲမှာရွှေရောင်အခွန်နဲ့ကနန်းကြီးတွေကအေးအေးဆေးဆေးအစာရှာနေကြတာအရင်ကဒေါသတွေပြည့်နေတဲ့သူ့မျက်နှာကအခုတော့လုံးဝဖြူဖြော့သွားခဲ့ပြီးနှက်ခမ်းတွေတုံရင်နေခဲ့တယ်ဒါအရင်ကညစ်ပတ်နေတဲ့ကံပြက်ကြီးမဟုတ်လားတဲ့ကျွန်တော်သူ့ကိုတက်တက်ကြည့်လိုက်တယ်မျက်လုံးထဲမှာဘာခံစားချက်မှမရှိပါဘူးမင်းဘာထင်လို့လဲလို့ကျွန်တော်တိုးလေးပြောလိုက်တယ်ပြီးတော့မင်းရဲ့ကနန်းတွေဘာလို့တည်လဲမင်းတီလားဘာလို့လဲဆိုတော့ငါကတဘာဝတရားကိုယိုသေးပြီးမင်းကတော့အမျက်ကိုပဲတွက်ချက်လို့ပဲလို့ပြောလိုက်တယ်ရုတ်တရက်သူ့ရဲ့နောက်ဆုံးမျောလင်းချက်တတိုင်းကြီးပြိုလဲသွားတယ်လို့မျိုးသူကျွန်တော်ရှေ့မှာဒူးထောက်ကျသွားခဲ့တယ်ရွှွန့်တွေကသူ့အဝတ်စားတွေပေါ်စင်ကုန်တယ်လင်းရန်ငါမသွားပါတယ်
ငါမင်းအပေါ်မတရားလုပ်ခဲ့မိတယ်ကျေးဇူးပြုပြီးခွင့်လွှတ်ပါလို့သူ့လေတံကတုံရီစွာထွက်လာတယ်မင်းရဲ့အံ့ဖွယ်အစိတ်ဖြည့်ဆေးကိုမြန်မြန်ပေးပါဦးငါကံကိုကယ်ပေးပါဦးလို့သူငိုလို့မတက်ပြောရှာတယ်တလားမဟုတ်ဘူးတလားကိုရွမ်း20တူညပေးပါမယ်ငါကံကိုကယ်ပေးပါကျေးဇူးပြုပြီးတဲ့အဲ့ဒီအချိန်မှာပဲနောက်ကနေအတန်ကျဲကြီးကြားလိုက်ရတယ်လူစည်းစိမ်ခံပင်လဲစာအမှတ်တစိတ်တွေရဲ့အေးခန်းကုန်တင်ကအပြည့်ရောက်လာပြီးကျွန်တော်ကံပေးမှာရက်လိုက်ကြတယ်ကျွန်တော်သူတို့ကိုအလှည့်တောင်မကြည့်ပါဘူးကျွန်တော်ရေဆိုခံပုတ်ဖက်နှက်ကိုစီးပြီးရေထဲကိုတန်းဆင်းသွားခဲ့တယ်ကျွန်တော်ပိုက်ကုံကိုပြစ်ပြီးကနန်းတကောင်ဆယ်လိုက်တယ်ကြောပြင်အစိမ်းရောင်ဝမ်ပိုက်ဖြူရောင်နဲ့အလေးချိန်350ဂရန်ကျော်တဲ့ထိတ်တန်းဘရင်ကနန်းကြီးဖြစ်ပါတယ်ရှန်ဟိုင်းကနာမည်ကြီးစားတောက်ဆိုင်ရဲ့ဝယ်ယူရေးဒါရိုက်တာကကုန်းပေါ်ကနေကြည့်ပြီးမျက်လုံးတွေတောက်ပါသွားတယ်ဒါကထူးခြားတဲ့အရေးသွေးပဲဒီလိုကနန်းမျိုးကအရန်ရှားတဲ့ကျွန်တော်သူ့ကိုကနန်းကမ်းပေးလိုက်တယ်ပြီးတော့ဇာဖူးဘက်ဖြည်းဖြည်းချင်းအလှည့်ကြည့်လိုက်တယ်သူကတော့မြေပြင်ပေါ်မှာလဲနေတော့မယ်ကျွန်တော်လေတံကအေးဆက်နေခဲ့တယ်နောက်ပြန်2လမ်းလောက်ဆုပ်ပေးပါမင်းကန်ကရင်းကြီးစိတ်တွေငါရဲ့တဘာဝဥယျာဉ်ကိုကူးဆက်သွားနိုင်လို့ပါပြီးတော့ငါရဲ့ကနန်းတွေအားလုံးကကြိုတင်မှယူချင်းခံထားရပြီးပြီမင်းရဲ့ရွမ်း20တူညကိုတင်ထားလိုက်ပါစာချုပ်ဖောက်ဖျက်မှုရော်ကြေးပေးဖို့3ရလိမ့်မယ်လို့ပြောလိုက်တယ်အဲ့ဒီနောက်ကျွန်တော်သူ့ကိုအလှည့်မကြည့်တော့ပဲအလုပ်သမားတွေကိုတေးသေးချာချာရွေးပါမထိခိုက်စေနဲ့လို့ညွှန်ကြားပြီးအလုပ်ထဲပဲအာယုံဆိုင်လိုက်တော့တယ်တချင်းပြီးတချင်းထိတ်တန်းကနန်းတွေကားပေါ်ရောက်သွားခဲ့ပြီးဝယ်ယူရေးဒါရိုက်တာကအလေးချိန်စာရွက်ကိုကြည့်ပြီးပြုံးနေခဲ့တယ်ငါဒီပထမအတုပ်အတွက်ဈေးကွက်ရဲ့အမြင့်ဆုံးဈေးကိုပေးမယ်ပြီးတော့နောက်နှစ်ထုတ်လုပ်မှုအားလုံးကိုလည်းကြိုတင် reservation လုပ်မယ်တဲ့ကျွန်တော်သူ့လက်ကိုတင်းဆုပ်ကင်ပြီးအယောင်းဝယ်ကိုအတီးပြုတ်လိုက်တဲ့အချိန်မှာပဲဆေးရန်ငွေရွမ်းတန်းကကျွန်တော်အကောင့်ထဲကိုဓာတ်ရိုက်ဝင်လာခဲ့ပါတယ်ဖုန်းမျက်နှာပြင်ပေါ်ကရှည်လျားတဲ့ကနန်းတန်းကြီးကိုကြည့်ပြီးကျွန်တော်နှာခမ်းပေါ်မှာအပြုံးတစ်ခုပေါ်လာခဲ့တယ်ဒါဟာငွေတက်တင်မဟုတ်ပါဘူးဒါဟာကျွန်တော်ရဲ့လွတ်လပ်မှုကျွန်တော်ရဲ့ကြိုးစားအားထုတ်မှုရလဒ်နဲ့ကျွန်တော်ရဲ့ဖြစ်တည်မှုဂုဏ်သိက္ခာပါပဲတစ်ဖက်မှာတော့ဇာဖူကတော့ရှွန့်နွန်ထဲမှာလုံးဝပြကျသွားခဲ့ရပြီးသူကငေးကြည့်နေုံပဲတက်နိုင်တော့တာကုန်တင်ကားတွေတစ်စီးပြီးတစ်စီးထွက်ခွာသွားချိန်မှာသူ့ဖုန်းကအဆက်မပြတ်ညီလာခဲ့တယ်မင်းကနန်းတွေမပေးနိုင်ရင်စာချုပ်အတိုင်းရော်ကြေး3ဆပြန်ပေးရမယ်ဆိုပြီးဖုန်းကျသွားတယ်သူ့မျက်လုံးတွေကကြောက်ရွံ့မှုတွေကအခုတော့အပိုင်းပိုင်းဆပဲ့ကျွေသွားခဲ့ပြီသူကဒီနှစ်အရာအားလုံးအရင်လိုပဲအဆင်ပြေမဲ့ထင်ပြီးစာချုပ်ကြီးတွေချုပ်ဆိုခဲ့တာလေဒါပေမဲ့အခုတော့အစိတ်တင်ရည်တွေတင်နေတဲ့ကနန်းတွေနဲ့တန်းနဲ့ချီတဲ့ရော်ကြေးတွေပဲကြံခဲ့တော့တယ်မနက်ခင်းနေမင်းကြီးကထွက်ပေါ်လာပြီးရေပြင်ပေါ်မှာမြူနင်းခပ်ပပနဲ့အတူအလင်းတန်းတွေဖြာချနေခဲ့တယ်ပထမဆုံးအကြိမ်အဖြစ်စူးစမ်းအားထုတ်မှုရဲ့စစ်မှန်တဲ့ကျဉ်းနှံမှုကိုကျွန်တော်ခံစားလိုက်ရတယ်အရင်ကတော့နေတိုင်းရာသီဥတုအောက်ဆီဂျင်ရင်းကြီးတွေကြောင့်ကြောက်ရွံ့မှုတွေနဲ့ညတိုင်းကင်မရာကြည့်ပြီးစိုးရင်ခဲ့ရပေမဲ့အခုတော့ကိုယ်ပိုင်ပြီးပြည့်စုံတဲ့ဂေဟစနစ်ကန်ကြီးရဲ့ဘေးမှာရက်ပြီးရလက်ကိုပထမဆုံးအကြိမ်ဖြစ်ပျော်ပျော်ကြီးခံစားနေရပြီးကျွန်တော်လက်ကဖုံတွေကိုခါထုတ်လိုက်ရင်စိတ်ထဲကနေအခုတော့ငါဒီဥယျာဉ်ကြီးကိုပို့ပြီးတော့တောင်ကြီးအောင်လုပ်တော့မယ်လို့တွေးလိုက်ပါတော့တယ်ကျွန်တော်ဒီလုပ်ငန်းမှာပိုပြီးကြီးပွားအောင်လုပ်ပြီးနာမည်တစ်လုံးရအောင်လုပ်မယ်မြို့မှာကိုယ်ပိုင်အိမ်ဝယ်ပြီးမိဘတွေကိုဘဝတစ်တစ်ခုတိစောက်ပေးမယ်ဒါတွေအားလုံးကတစ်ချိန်ကအိမ်မက်တစ်ခုသာဖြစ်ခဲ့ပေမဲ့အခုတော့လက်တွေ့ဖြစ်လာခဲ့ပြီးကျွန်တော်အိမ်ပြန်ရောက်လာခဲ့တယ်ဒီတစ်ခေါက်တော့ပင်မနှွမ်းနဲ့မနေပဲစိတ်ပေါ်ပါလန်းဆန်းနေခဲ့တယ်ရေနွေးနဲ့ချိုးထမင်းစပွဲမှာထိုင်ပြီးမိသားစုနဲ့အတူထမင်းစားခဲ့တယ်ပြီးတော့ဖုန်းကိုယူပြီးကျွန်တော်ရဲ့ဗန်စရင်လက်ကြံကိုပြလိုက်တယ်အမေမျက်လုံးကနေမျက်ရည်တွေစီးကျလာခဲ့တယ်အဖေလက်တွေတုံရင်နေခဲ့တယ်ငါတို့သားလေးအောင်မြင်သွားပြီအဲ့ဒီနေ့ကကျွန်တော်ကို့ခန်းထဲကိုဝင်သွားပြီးလက်တော့အဟောင်းကိုပိတ်အန်ဆွဲတဲ့ထက်ပတင်ပေါ်မှာလှည့်ပြီးအကြာကြီးအတွင်းမှာပထမဆုံးအကြိမ်ဖြစ်နှစ်ချိုက်အိပ်ပျော်သွားခဲ့တယ်အခြားတစ်ဖက်မှာတော့ကဘာပြက်နေတာကကျန်းဖူထောက်သေးတွေအကျွေးတွေဒဏ်ကြေးတွေသူ့ရဲ့စိတ်ဆက်ထားသူလီလီကအထုပ်ပိုးတွေနဲ့ထွက်သွားခဲ့ပြီးရှင်နဲ့အတူပျက်စီးတွင်းထဲမှာကျမမနေနိုင်ဘူးသူလီလီကိုမတားနိုင်ခဲ့ဘူးသူကျန်းပြင်ပေါ်လဲကျသွားပြီးအရာအလုံးပြီးဆုံးသွားပြီဆိုတာကိုအဲ့ဒီနေရာတင်နားလည်သွားခဲ့တယ်၃ရက်ကြာပြီးနောက်ကျွန်တော်ရဲ့ပထမဆုံးအပြည့်အဝရေးသိမ်းမှုကရွမ်း2တန်းရခဲ့တယ်ဒါပေမဲ့ကျွန်တော်သုံးဖြုံဖို့မရွေးချယ်ခဲ့ဘူးချောင်ရီနဲ့အတူ140စတူရမ်းမီတာရှိတဲ့တိုက်ခန်းတစ်ခန်းကိုလက်ငင်းငွေချေပြီးဝယ်ခဲ့တယ်ရွာကိုပြန်ရောက်တဲ့အခါအရာအလုံးပြောင်းလဲသွားခဲ့ပြီးတစ်ချိန်ကကျွန်တော်ကိုတောင်ပြောင်ခဲ့သူတွေကအခုတော့ကျွန်တော်ကိုအကိုလို့ခေါ်နေကြပြီးကျန်းဖူကတော့သူ့အိမ်ကရောင်းဖို့တင်ထားရပြီးကားကိုအပေါင်ထားလိုက်ရပြီးကျွေးမီရှင်တွေကတကားကိုလာထုနေကြပြီးဟုတ်တယ်သူ့ရဲ့အိမ်မက်ဖြစ်ခဲ့တဲ့ကံကအခုတော့ဝင်ထုတ်ဝင်ဖို့ဖြစ်သွားခဲ့ပြီးတနေ့မှာတော့အဲ့ဒီနေရာမှာနေကျွန်တော်ကိုကန်သားမှာအလုပ်လုပ်နေတော့နေရန်တစ်ဖက်မှာသူကပွဲစားတစ်ယောက်နဲ့ညင်းခုန်နေခဲ့တယ်ခမ ्या ကန်ကလုံးဝပျက်စီးနေပြီကျွန်တော်ယွန်း2000ပဲပေးနိုင်မယ်ကျန်းဖူကအော်ပြောတယ်လေပေးဆက်တွေရဲ့တန်ဖိုးတင်အဲ့ဒါထက်ပိုတယ်ဒါပေမဲ့ဘယ်သူမှသူ့စကားကိုနားမထောင်တော့ဘူးကျွန်တော်ကတော့ကိုယ့်ရဲ့ကြည်လင်ငြိမ်သက်နေတဲ့ရေပြင်ရှိမှရက်နေရင်တခုတည်းကိုပဲခံစားမိနေတယ်ဒီတစ်ချိန်မှာကျွန်တော်ငွေရှာနိုင်ခဲ့ရုံတင်မဟုတ်ဘူးကျွန်တော်ရဲ့ဂုဏ်သိက္ခာဖြစ်တည်မှုနဲ့အနာဂတ်ကိုပါအနိုင်ယူနိုင်ခဲ့တာဒါကဈေးပဲယူချင်းယူမယူချင်းနေကျွန်တော်ကလွဲရင်ခမ ्या ရဲ့ဒီပုတ်စော်နဲ့နေတဲ့ကံကိုဘယ်သူမှဝယ်မှာမဟုတ်ဘူးကျန်းဖူအဲ့ဒီမှာပဲရက်နေခဲ့တယ်သူ့လက်တွေကအချိန်ဆုပ်လိုက်ဖြန့်လိုက်ဖြစ်နေခဲ့တယ်သူ့မျက်လုံးတွေကနောက်ဆုံးမျောလင်းချက်တောင်ငိမ့်သက်သွားခဲ့ရပြီးစက္ကန့်နဲ့ငယ်ကြတော့လေးလျှော့လိုက်တဲ့ပူပေါင်းတစ်ခုလိုသူဖြည်းဖြည်းချင်းခေါင်းညှိလိုက်တယ်စာချုပ်ကိုလက်မှတ်ရေးထိုးခဲ့ကြတယ်ပွဲစားကသူ့အိတ်ထဲကနေရွမ်း2000လက်ငင်းငွေကိုထုတ်ပြီးသူ့ရှိကိုပစ်ချပေးလိုက်တယ်အဲ့ဒီအချိန်မှာကျန်းဖူခေါင်းမော်လာခဲ့တယ်တန်စကာသားတစ်ဖက်ကနေသူ့မျက်လုံးတွေကကျွန်တော်စီကြားရောက်လာတယ်ကျွန်တော်ကတော့လက်ထဲမှာဝေါ်ကီတော်ကီကင်ပြီးနောက်ထပ်လာမဲ့အေးကန်ထရက်ကရဲ့ကုန်စီပို့ဆောင်မှုကိုစီမံခန့်ခွဲရင်းရက်နေခဲ့တယ်သူ့ဘက်ကိုလှည့်တောင်မကြည့်ခဲ့ဘူးကျွန်တော်ရဲ့ဒီလိုလုံးဝလစ်လူရှုမှုကသူ့အတွက်တော့ပါရိုက်ခံရတာထက်ပိုပြီးနာကျင်စေခဲ့တယ်သူကကျွန်တော်ရဲ့မမက်ရက်နေတဲ့ကြောပြင်ကိုစိုက်ကြည့်နေပြီးနောက်တော့သူ့လက်ထဲမှာကင်ထားတဲ့ပတ်စံအနေငယ်ကိုကြည့်နေခဲ့တယ်ရုတ်တရက်သူ့ရင်ထဲမှာစကလုံးနဲ့ဖော်ပြလို့မရတဲ့နောင်တတွေလှိုင်းလုံးလို့တက်လာခဲ့တယ်သူအကျယ်ကြီးအော်ဟစ်လိုက်ပြီးအယူတယောက်လိုဘေးမှာရှိနေတဲ့ရေဆုပ်ဆက်စီပြေးသွားခဲ့တယ်မြေပြင်ပေါ်ကကိုတချောင်းကိုကောက်ကင်ပြီးသူ့အရှိန်ကုန်တုံးကထုနဲ့တော့တယ်ဒုံတောင်းနဲ့ချီတန်းနဲ့အဲ့ဒီရေဆုပ်ဆက်ဟာစက္ကန့်အနေငယ်အတွင်းမှာတင်တန်လို့တန်စားတွေဖြစ်သွားခဲ့ရတယ်ဒါပေမဲ့အခုတော့ဘာမှပြောင်းလဲသွားမှာမဟုတ်တော့ဘူးကျွန်တော်ရဲ့ခရီးစဉ်ကဒီနေရာကနေပဲစတင်ခဲ့တာကျွန်တော်ရဲ့စီးပွားရေးကအရှိန်ရလာခဲ့ပြီအရင်ကတစ်ခေါက်ပဲလာဘူးတဲ့အဝယ်တော်ကအခုတော့ကျွန်တော်ရဲ့အမာခံဖြစ်ဆုံးဖောက်တည်ဖြစ်လာခဲ့တယ်ကျွန်တော်ကိုကန်တစ်ခုလေးနဲ့တည်းမကန့်သက်ထားတော့ပဲကုမ္ပဏီတစ်ခုဖြစ်တဲ့ရေလုပ်ငန်းနည်းပညာကုမ္ပဏီကိုစတင်တည်ထောင်ခဲ့တယ်ရွာအောက်ဘက်ကမြေနိမ့်ပိုင်းတွေမှာရေပြင်း
ဟက်တာရာနဲ့ချီကိုငှားရမ်းပြီးတမတ်ဝါရမစနစ်တစ်ခုကိုထူထောင်ခဲ့တယ်ရွာတွေကစူးစမ်းပြီးရိုးသားတဲ့သူတွေကိုစုစည်းပြီးခင်မီရေးလုပ်ငန်းနည်းပညာတွေကိုကိုယ်တိုင်သင်ကြားပေးခဲ့တယ်သူတို့ကိုလုပ်ငန်းခွင်ရဲ့အမြင့်ဆုံးအခြေခံလစာနဲ့အတူနှစ်စဉ်အပိုစုကြေးတွေကိုပါပေးခဲ့တယ်တဖြည်းဖြည်းနဲ့ရွာထဲမှာစကားပုံတစ်ခုပြန့်နှံ့သွားခဲ့တယ်အကိုကန်နဲ့အလုပ်လုပ်ရင်မင်းရဲ့အနာဂတ်ကစိတ်ချရပြီးအတိတ်ကပြန်လာခဲ့ပေမဲ့အချိန်နှောင်းသွားခဲ့ပါပြီတနေ့မှကျွန်တော်ရုံးခန်းထဲမှာအစီရင်ခံစာတွေကိုစစ်ဆေးနေတော့ပြင်းထန်တဲ့ရေမွေးနဲ့တစ်ခုကလေထဲမှာပြန့်လွင့်လာခဲ့တယ်ကျွန်တော်မော့ကြည့်လိုက်တော့လီလီသူကပြုံးရင်ကျွန်တော်စီရှောက်လာခဲ့တယ်ချမ်းရီသူထေးရှင်တနေ့ကျရင်အရေးပါတယ်လူတယောက်ဖြစ်လာမယ်ဆိုတာကျွန်မအမြဲသိနေခဲ့တာသူကမျက်စိတစ်ဖက်မိတ်ပြပြီးညူတူတူလို့ရင်ကျွန်တော်စပွဲပေါ်ကိုသူ့လက်တင်ဖို့ကြိုးစားခဲ့တယ်ဒါပေမဲ့ကျွန်တော်သူ့ကိုလက်တောင်မကြည့်ခဲ့ဘူးကျွန်တော်စကားတခုံးပဲပြောလိုက်တယ်ထွက်သွားသူ့ပြုံးတွေအဲ့ဒီနေရာတင်တောင့်ခဲသွားခဲ့တယ်လုံခြုံရေးကသူ့ကိုအပြင်ထုတ်ပစ်လိုက်တယ်သူ့ရဲ့တောက်ဖက်နဲ့ရိုင်းတိရိုင်းတိုင်းထွက်ခွာသွားခဲ့တယ်ကျွန်တော်ကဘာလဲကိုဘလို့အညစ်အကြေးမှအနားမတီစေတော့ဘူးလို့ကိုပြောခဲ့တယ်ဘဝတစ်ခုစတင်ခဲ့ပြီးစောင်းဦးရသည်ရောက်လာပြီးချောင်ရီနဲ့ကျွန်တော်ရဲ့မင်္ဂလာပွဲကတတ်မှတ်ထားတဲ့အတိုင်းဖြစ်မြောက်ခဲ့တယ်မြို့မှာအကောင်းဆုံးဟိုတယ်ကိုဘုတ်ကင်လုပ်ခဲ့တယ်ကားစီတန်းလှည့်လည်မှုကရွာတစ်ခုလုံးကနေမြို့အထိသွားခဲ့တယ်အရာအလုံးကခန်းသားကြီးကျယ်ခဲ့တယ်ရက်အနှဲငယ်အစောပိုင်းကကျွန်တော်စီကိုအမျိုးဟောင်းတစ်ယောက်စီကဖုန်းလာခဲ့တယ်ဖုန်းထဲကငိုတန်နဲ့ပြောတာကအကျေးဇူးပြုပြီးကုညီပါဦးချန်ရီကျန်းဖူနဲ့သူ့ဖေကစောက်လုပ်ရေးလုပ်ငန်းခွင်မှာအလုပ်လုပ်နေပြီးညဘက်ဆိုအရက်တောက်နေကြတယ်သူကိုဖြက်စီးနေတာသူ့ကိုကူညီပေးနိုင်မလားကျွန်တော်ကတည်ငြိမ်တဲ့အတန်နဲ့ပြန်ဖြေခဲ့တယ်မင်းတို့အားလုံးငါ့ကိုစော်ကားခဲ့တဲ့နေ့ကဘာလို့လာမကူညီခဲ့ကြလဲငါကပရာဟိတကေဟာမဟုတ်ဘူးသူအဲ့ဒီလမ်းကိုရွေးချယ်ခဲ့တာအခုတော့သူကိုယ်တိုင်ပဲခံရလိမ့်မယ်ကျွန်တော်ဖုန်းချလိုက်ပြီးအဲ့ဒီနံပါတ်ကိုပါဘလော့လုပ်ပစ်လိုက်တယ်မင်္ဂလာဆောင်နေ့မှာခမ်းမတစ်ခုလုံးကဂုံတရေရှိလူကြီးမင်းတွေနဲ့ပြည့်နှက်နေခဲ့တယ်အဖြူရောင်မင်္ဂလာကဝင်ဝတ်ထားတဲ့ချောင်ရီကိုကျွန်တော်ပွေ့ချပြီးလက်ခုပ်တန်တွေကြားထဲမှာကားပေါ်ကဆင်းခဲ့ကြတယ်အဲ့ဒီအချိန်မှာကျွန်တော်မျက်လုံးကလမ်းရဲ့တစ်ဖက်ချမ်းစီရောက်သွားခဲ့တယ်ညစ်ပတ်တဲ့အဝတ်စားတွေရှုပ်ပွားနေတဲ့သပင်တွေနဲ့လူတစ်ယောက်ကလျှက်စစ်တက်တိုင်နောက်မှာရက်နေခဲ့တယ်ကျန်းဖူသူမီရှူမီပန်းတွေကိုကြည့်နေခဲ့တာသူ့မျက်လုံးထဲမှာမနာလိုမှုတွေနဲ့နှက်ဆိုင်တဲ့စိတ်ပြအားငယ်မှုတွေရှိနေခဲ့တယ်ကျွန်တော်သူ့ကိုတခဏပဲကြည့်ပြီးမျက်နှာလွှဲလိုက်တယ်ဇနီးတွေကိုဖတ်ပြီးနက်ဆိုင်နမ်းလိုက်တယ်နောက်ဆုံးအမှန်တရားကမကြခင်မှာပဲထွက်ပေါ်လာတော့မှာပါစောင်းရသည်ရောက်လာခဲ့ပြီးအပြင်မှာနင်းတွေကျနေတယ်အတွင်းထဲမှာတော့အပူပေးဆက်ဖွင့်ထားတယ်ချောင်ရီရဲ့ဘိုက်ကအခုတော့လုံးဝလာခဲ့ပြီးသူကကျွန်တော်ပခုံးပေါ်ခေါင်းမိပြီးထိုင်နေခဲ့တယ်အနီးနားမှာတော့မိဘတွေကကျွန်တော်တို့ရဲ့အနာဂတ်ကလေးအတွက်နာမည်တွေစဉ်းစားရင်းရင်မောနေကြတယ် TV မှာသတင်းလာနေတယ်မကြသေးခင်ကရဲတပ်ဖွဲ့ကတရားမဝင်လောင်းကစားကိုင်းတစ်ခုကိုဖမ်းဆီးရမိခဲ့တယ်မျက်နှာပြင်ပြောင်းလဲသွားပြီးလက်ထိတ်ခတ်ထားတဲ့ရာဇဝတ်ကောင်တွေကိုပြသခဲ့တယ်မျက်နှာတစ်ခုကကျွန်တော်မျက်စိထဲဝင်လာခဲ့တယ်ကျန်းဖူကပို့ပြီးတော့ပျက်စီးယိုယွင်းနေပုံရတယ်မျက်ကွင်းတွေညိုပြီးလူသေးကောင်လိုဖြစ်နေခဲ့တယ်သတင်းမှာပြောတာကသူကအကျွေးတွေနက်ဆိုင်တင်နေခဲ့ပြီးနောက်တော့လိမ်လည်မှုနဲ့တရားမဝင်လောင်းကစားမှုတွေမှာပါဝင်ပတ်သက်ခဲ့တဲ့အခုတော့သူ့ဘဝရဲ့ကြန့်ရှိတဲ့အချိန်တွေကိုထောင်ထဲမှာပဲဖြတ်တန်းရတော့မှဖြစ်ပုံရတယ်ကျွန်တော်သူ့ကိုကြည့်လိုက်မိပေမဲ့ဘာဝမ်းသာမှုမှမခံစားရဘူးအေးချမ်းမှုကိုပဲခံစားရတယ်ဘာလို့လဲဆိုတော့ရှုံနှုံတဲ့ကိုယ်တိုင်နဲ့ဝင်ဖို့ရွေးချယ်ခဲ့တဲ့သူကိုဘယ်သူမှမကယ်တင်နိုင်လို့ပဲကျွန်တော် TV ကိုပိတ်ပြီးပေါ့ပါဖြောပြရေးအစီအစဉ်တစ်ခုကိုဖွင့်လိုက်တယ်အိမ်ထဲမှာရေမောတန်တွေပြန်လဲပဲတင်ထက်လာခဲ့ပြန်တယ်ကျွန်တော်ချောင်ရီရဲ့ပိုက်ပေါ်ကိုလက်ကလေးဖြည်းဖြည်းချင်းတင်လိုက်တယ်ကလေးလေးအထဲမှာလှုပ်ရှားနေတာကိုခံစားလိုက်ရတယ်ဂေဟစနစ်အသစ်တစ်ခုမွေးဖွားလာတယ်လို့မျိုးတက်ရှိအသက်တာနဲ့စွမ်းရည်တွေပြည့်ညက်နေတယ်ကျွန်တော်ဘဝရဲ့စကီယာရင်ကိုမြဲမြံစွာစုပ်ကင်ထားလိုက်တယ်ဘာလို့လဲဆိုတော့ကျွန်တော်ရှိကလမ်းကအခုတော့လုံးဝပွင့်လင်းသွားခဲ့ပြီမို့လို့ပဲပြီးပါပြီကြည့်ရှုအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ပြကြိုက်နှစ်သက်တယ်ဆိုရင်ကျွန်တော် channel လေးကို subscribe လေးလုပ်ပေးခဲ့ပါဦးဗျ